ဖေဖေဒါကသားတို့နေတဲ့တိုက်ခန်းပဲကျင်းလိုက်တာကွာရွာကငါ့ရင်တဝက်တောင်မရှိပါလားဒီလိုပဲရန်ကုန်မှာနေကြရတယ်ဖေဖေဒါနဲ့ငါမြေရောကျောင်းကပြန်လာတော့မယ်ဖေဖေငါချွေးမလေးရောသားကိုလမ်းထိပ်မှာတွားကြုံနေတယ်ဖေဖေလမ်းထိပ်နဲ့ဒီနေရာဝေးလို့လားသူ့ဘာသူပြန်လာပါစီလားကိုအားကိုတက်အောင်ငငယ်ကလေးကလေးကျင်ထားပေးဘူးလားမင်းငငယ်တုန်းကကျောင်းကပြန်ငါလာကြိုးသလားဖေဖေဒါကရွာမဟုတ်ဘူးရန်ကုန်မှာကဒီလိုပဲဘာလဲကွာဒီလိုပဲဆိုတာကို့ကလေးကိုမျက်စိအောက်ကအပြောက်ခံလို့မရဘူးဖေဖေဘာဖြစ်လို့လဲကွာကလေးပြောက်တွေများလာလို့ဖေဖေအဲ့ဒါကြောင့်ပြောတာငါမျိုးကိုငါစီပို့လိုက်လို့ဘယ်ဖြစ်မလဲဖေဖေရဲ့ကလေးပညာရေးကရှိသေးတယ်မဟုတ်လားမကြမီချွေးမနဲ့မျိုးတို့ကတိုက်ခန်းထဲကိုဝင်လာကြသည်ဖေဖေသမီးဈေးကနေဝတ်သားကလေးဝယ်လာတယ်ဖေဖေဘယ်လိုချက်တာစားကြင်လဲကြိုက်တယ်လို့ချက်ပါကွယ်ဒါနဲ့မြေးလေးဖိုးဖိုးစီလာပါဦးမြေးဖြစ်သူကသူ့ဖိုးရင်နားအောင်လာသည်မြေးလေးကျောင်းမှာအဆင့်ဘလောက်ချိတ်တယ်လဲအဆင့်7နှစ်ဟာစိုးလာကြီးလားအဆင့်7နှစ်တောင်မှမြေးလေးဖေဖေဆိုရင်ဖိုးဖိုးကအဆင့်9ထက်ကိုကြော်သွားလို့သူ့ကိုကောင်းကောင်းစော်ပလို့တီးတာစော်ပလို့တီးရဆိုတာဘာလဲဖိုးဖိုးတင်မားကိုကြိမ်လုံးနဲ့ရိုက်တာကိုပြောတာဖေဖေကဖိုးဖိုးရိုက်တာခံရတယ်ဟုတ်လားဟုတ်တယ်လေအဲ့ဒါကြောင့်ဒီကောင်ခုလိုလူလိုသူလိုနေနိုင်တာရိုက်ရင်လူလိုသူလိုနေနိုင်နေဆိုတာတကယ်လားသားဖြစ်သူကမနေနိုင်တော့တဲ့ဖြင့်ဖေဖေသားသူ့ကိုဆက်ရှင်းပြလိုက်မယ်ဘလို့လဲကွမင်းတို့ကကလေးကိုမဆုံးမဘူးလားအစစ်စနစ်တောင်ဖြစ်နေတာကိုခွက်လွတ်ထားရလားဖေဖေအခန်းထဲမှာလူ30ကျော်ရှိတာအစစ်စနစ်ရတော့လဲဘာဖြစ်တယ်လဲဟဲ့ကောင်ကြောကောင်မင်းကငယ်ငယ်ကလေးကအစစ်တစ်ကနေငါအတွင်မဲ့ဖြစ်ရမယ်လို့တုံတင်နိုင်ခဲ့လို့မင်းအခုလိုလူလိုသူလိုဖြစ်နေတာမမေ့နဲ့ဖေဖေခက်ကပြောင်းသွားပြီသားသမီးတွေကိုရိုက်ပြီးတော့ကိုဖြစ်ချင်တယ်လို့ပုံသိမ့်လို့ရတဲ့ခက်မဟုတ်တော့ဘူး။အော်ဒါဆိုရင်သားသမီးကိုဒူးထောက်ပြီးတောင်းပန်ရမယ်ခက်လားအဲ့လိုပြောတာတော့မဟုတ်ပါဘူးဖေဖေအကျိုးတင်အကြောင်းတင်ရှင်းပြမှကလေးတွေကလက်ခံတတ်တဲ့အနေထားကိုပြောတာပါသူအစစ်စနစ်ဖြစ်သွားတာလဲစာမိုးပဲဖြေကန်ဒီမှနေမကောင်းလို့ဖြစ်သွားတာပါဘာဖြစ်ကွာသားဆိုတာအဖေထက်တော်ရမယ်မင်းသားကအဖေထက်မတော်ရင်မင်းညံ့လို့ပဲဖေဖေအတင်းကျပ်လို့ရတာသားမကြိုက်ဘူးသားတို့ခက်ကလည်းဖေဖေဖြစ်ချင်တဲ့အတိုင်းအတင်းပုံသွင်းခဲ့တာပဲသားတို့ဘက်ကဖေဖေစဉ်းစားပေးဘူးလို့လားဘာခွေးမှသာခုတော့မင်းကခွေးစကားပြောပြီပေါ့မင်းတို့ဘက်ကငါကမစဉ်းစားပေးဘူးလေလားဟုတ်လားမိုက်ရှိုင်းလိုက်တာမင်းတို့ဘက်ကစဉ်းစားပေးလို့မင်းဒီလိုအခြေအနေကိုရောက်လာတာလေတော်ပါတော့ဖေဖေခလေးရှိမှာတားလားညချုံးမယ်ပြီးတော့ထမင်းစားမယ်ဟဲ့ကောင်ကြောကောင်မင်းနဲ့ငါဆင်းရှင်းအောင်မေးပြောလို့မပြီးသေးဘူးကွပြန်လာခဲ့ဖေဖေနားပါအောင်ရောက်ခတဲ့ကမနာရသေးဘူးသူကပြပြဆူဆူနဲ့တားကိုလက်ဆွဲကအခန်းထဲသို့ဝင်သွားသည်ဘာလဲကွမင်းတို့ကငါ့ကိုဖိုးကြီးဖြစ်သွားပြီအလကားဆိုပြီးအထင်သေးတာလားငါပြောဦးမယ်ပြန်လာခဲ့အေးမလာဘူးလားမင်းမလာရင်ငါမင်းတို့အိမ်မှာမနေဘူးအဖိုးအိုကစိတ်ဆိုးပြီးတိုက်ခန်းထဲကထွက်သွားသည်တားကိုရေချိုးပေးပြီးအပြင်ကိုပြန်ထွက်လာတဲ့အခါဖခင်ဖြစ်သူကိုမတွေ့သဖြင့်မိဖို့ကြောင့်တွင်ချက်ပြုတ်နေသောဇနီးဖြစ်သူကိုဖေဖေအင်သာတက်နေရလားအထင်းကိုမလာဘူးသူကအပြင်ကိုထွက်ပြီးဟိုကြည့်ဒီကြည့်လှုပ်သည်ဇနီးတွေကသူ့နောက်ကလိုက်လာပြီးတကားကြီးလေးပွင့်နေတယ်ထက်နဲ့လည်းမရှိဘူးအပြင်ထွက်သွားလားမသိဘူးခတ်တော်တာပဲဘဲမှလည်းမသွားတက်မလားတက်နဲ့ထားလိုက်ပါကွာဖေကဒီလိုပဲထမင်းစားအောင်သွားခေါ်လိုက်ပါဦးထမင်းပွဲပြင်ပြီးပြီထိုအချိန်တွင်တကားကပွင့်လာပြီးအဖိုးကြီးပြန်ဝင်လာသည်ဖေဖေပဲသွားနေရလဲသမီးတို့ထမင်းစားဖို့စောင့်နေတာငါရွာကိုပြန်မလို့ထွက်သွားတာမပြန်တက်လို့ပြန်လာတာသူတို့လင်မယားတယောက်ကိုတယောက်ကြည့်ကပြုံးလိုက်ကြသည်